ကျွန်တော်ကိုတင်တန်းတက်လို့ရလားဆရာကြီးတင်တန်းဖွင့်လိုက်တော့ editing မလုပ်တက်လို့ဗီဒီယိုတွေကိုဘယ်ကနေပြီးစာရိုက်ရမှန်းမသိလို့လာမေးတဲ့သူတွေရှိပါတယ်ဒီဗီဒီယိုကတော့ဗီဒီယိုစာရိုက်ခြင်းတဲ့သူတွေအတွက်ဖြစ်ပါတယ်ဆရာကြီးတွေဆို skip အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ဗီဒီယိုတွေဘယ်လိုစပြီးတော့ဖန်တီးရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ let's go ဗီဒီယိုတွေစရိုက်ဖို့နံပါတ်1လိုအပ်တာကတော့ဖုန်းသုံးဖို့ကင်မရာဖြစ်ပါတယ်ကျွန်တော်အဆိုင်ရပြပါမယ်ဒါကတော့ဖုန်းကင်မရာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒါကတော့ DJI Osmo Pocket 3နဲ့ရိုက်ထားတဲ့ကောင်းလေးဖြစ်ပါတယ်ဆိုတော့ဘာနဲ့ပဲရိုက်ကင်မရာနဲ့ပဲရိုက်ဖုန်းနဲ့ပဲရိုက်အဓိကကတော့ scale ပေါ့နော်နံပါတ်2ကတော့ idea သာရှိရင်ဘယ်နာကောက်ရိုက်ဗီဒီယိုတွေထွက်ပါတယ်ကျွန်တော်အဆိုင်ပြမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတာတော့ထိုင်းနိုင်ငံဆူလက်ဌာနီမြို့မှာရှိတဲ့ကော့မန်ကန်ကျွန်းလေးကိုရောက်နေတာပဲဖြစ်ပါတယ်ဒီကျွန်းမှာဘာတွေရှိတယ်ဆိုတာကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြအောင် let's go okay ဒါကတော့ကျွန်တော်ဆိုင်ရပြတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး content idea သေးသေးလေးတွေနဲ့ဗီဒီယိုတွေအများကြီးဖန်တီးလို့ရပါတယ်ဆိုတော့အဓိကကတော့စဉ်းစားတွေးခွန်ဉာဏ်တဲ့ idea လေးရှိဖို့လိုပါတယ်နံပါတ်3ယုံကြည်မှုကိုယ့်ကိုယုံကြည်မှုရှိဖို့လိုပါမယ်ကျွန်တော်လည်းအစားကိုယ့်ရဲ့အတန်ကိုယ့်ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုယုံကြည်မှုရှိပါဘူးအဲ့လိုစကားပြောရမှာကြောက်တဲ့သူအထက်မှာလည်းကျွန်တော်အပါဝင်ဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာဖြစ်ချင်တဲ့စိတ်တွေကပိုများတယ်အဲ့လိုကွာပြောချင်တဲ့စိတ်တွေလေးလာချင်တဲ့စိတ်တွေကပိုများတဲ့အတွက်ကြောင့်အဲ့ဒါတွေကိုဂရုမစိုက်ပဲနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့အတန်တန်းကိုလက်ခံပြီးတော့ရှေ့ဆက်ဖို့ပဲလိုတာဖြစ်ပါတယ်ဆိုတော့ I don't care number 4ရည်ရွယ်ချက်ကိုရဲမဲ့ဗီဒီယိုထဲမှာရည်ရွယ်ချက်ကတော့ရှိကိုရှိရပါမယ်ဒီဗီဒီယိုဆိုရင်ကျွန်တော်ကအခုမှဗီဒီယိုစပြီးတော့ရက်မဲ့သူတွေကိုအချက်လက်လေးတွေပြောပြပေးထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ကလည်းဗီဒီယိုတွေစပြီးတော့ဖန်တီးတော့မယ်ဆိုရင်ဘယ်လိုလူတွေကိုဘယ်လိုရည်ရွယ်ချက်နဲ့ရက်မလဲဆိုတာစဉ်းစားပြီးဖို့လိုပါမယ်နံပါတ်5 editing scale အခုလိုမျိုးခေတ်ကြီးမှာဗီဒီယို editing scale ကတော့မဖြစ်မနေကိုလေ့လာထားသေးတဲ့ပညာရပ်ဖြစ်ပါတယ်ဗီဒီယို editing scale ကလေ့လာရခက်လားဆိုတော့လုံးဝမခက်ပါဘူးစိတ်အားထက်သန်ရင်အချိန်ခဏလေးနဲ့တက်မြန်ပါတယ်အဓိကကတော့စတင်လေ့လာဖို့ပဲလိုပါတယ်အကယ်၍ဗီဒီယို editing မတက်ဘူးတင်တန်းတွေဘာတွေတက်မှရမယ်ဆိုတဲ့သူတွေကတော့အဲ့ဒါကတော့စတင်မလုပ်သေးလို့ပဲဖြစ်ပါတယ်တကယ်တမ်းကတော့ဗီဒီယို editing scale ဆိုတာစိတ်အားထက်သန်ရင်တော်တော်ကိုတက်မြန်တဲ့ဘာသာရပ်ဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့လေ့လာသင့်ပါတယ်တင်တန်းတော့ကျွန်တော်မဖွင့်စားပါဘူးခုနကကျွန်တော်ပြောတဲ့အချက်လက်တွေကိုခြုံပြီးပြောရမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဗီဒီယိုတွေစပြီးတော့ဖန်တီးတော့မယ်ဆိုရင်ကင်မရာကောင်းစားကြီးတွေဖုန်းကောင်းစားကြီးတွေရှိမှဆိုတာထက်အိန္ဒိယကောင်းလေးနဲ့ဘယ်လိုဗီဒီယိုတွေဖန်တီးမလဲဘယ်လိုလူတွေကိုရည်ရွယ်ပြီးတော့ရိုက်မလဲဆိုတာကိုတခြားလေးတွေးပြီးတော့ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ဗီဒီယိုတွေစတင်ဖန်တီးဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ် see you the next video bye bye ခဏလေးကျွန်တော်မေးလို့မိတ်ဆွေက Facebook ကဆိုရင်like and follow လေးလုပ်ခဲ့ပြီးတော့ YouTube ကဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ပြီးဖို့ကျွန်တော်တောင်းဆိုပါတယ်TikTok ကဆိုရင်လည်းအသေးလေးပေးခဲ့အပေါင်းလေးနှိပ်ခဲ့ copy လေးနှိပ်ခဲ့အဲ့လားဆိုရပြီကျေးဇူးများတင်ပါတယ် bye bye ครับ see you ครับ